အားလုံးပဲမင်္ဂလာပါ 1K Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ခါဆွဲလေးချက်ပြပေးမှာပဲဖြစ်ပါတယ်ချက်ရတာလည်းကိုကြွေးရှင်ပြီးရတာရှိတဲ့နည်းလေးဖြစ်တာကြောင့်တစ်ချက်စားကြည့်ကြပါအောင်နော်ပထမအဆုံးအနေနဲ့အုံတို့ခါဆွဲနဲ့တွဲစားဖို့အတွက်ကျက်သွန်ဒီလုံးကြီးတစ်လုံးလောက်ကိုခပ်ပပလေးတီးထားပေးပါမယ်တံမြာတီးတစ်လုံးလောက်ကိုလည်းစိတ်ကလေးတွေစိတ်ထားပေးပါမယ်ချက်သားနဲ့ချက်ဖို့အတွက်ချက်သွန်ဒီလုံးကြီးနှလုံးလောက်ကိုအစိတ်ကလေးတွေလီးပါမယ်အုံတို့ခါဆွဲတဲ့ထည့်ဖို့အတွက်ချက်သွေးတစ်တုံးလောက်ကိုအတုံးလေးတွေတုံးထားပေးပါမယ်ပြီးရင်ချက်သားစားကိုင်းပါမယ်ကျင်းရင်မွန်နာ300 gram လောက်တုံးထားပါတယ်ချက်သားလေးတွေကိုပပလေးတွေလီးပြီးတော့အတုံးခက်သေးသေးလေးတွေတုံးထားပေးပါမယ်ဖုန်းလို့ခေါ်တဲ့ချက်တဲ့နေရာမှာအယူပါတဲ့အပိုင်းလေးတွေကိုတုံးရင်ပိုကောင်းပါတယ်ကျွန်တော်ကတော့ဒီနေ့ချက်သားကိုရင်မွန်နာတုံးပြီးတော့ချက်ချက်လေးနဲ့တွေ့ပြီးချက်ပြပေးမှာပဲဖြစ်ပါတယ်အသားလေးလီးပြီးတော့ပြီဆိုတော့ချက်သားကိုရတာစားနေပါမယ်စနေမုံလက်ဖက်ရည်စုံတစ်စုံစားလောက်ထည့်ပါမယ်စားလက်ဖက်ရည်စုံတစ်ဝက်လောက်ထည့်ပါမယ်ငင်းငမ်းမြရဲ့နင်းငယ်လောက်ထည့်ပြီးအသားရဲ့ရတာလေးဆင်းဝင်တာဒီအထိတေချာလေးနေပြီးတော့15မိနစ်စက္ကန့်လောက်နှက်ထားပေးရပါမယ်ပြီးရင်ချက်သားစီတက်ဖို့အတွက်ခုနကစင်းနေလိထားတဲ့ချက်သွန်ကြီးလေးမလောက်နဲ့အရောင်တင်မုတ်လေးနင်းငယ်လောက်ကိုထည့်ပြီးတော့ကြီးညက်သွားသည်အထိချေပေးရပါမယ်အခုလိုအနေထားလေးဆိုရင်ရပါပြီပေးစိမ့်မှုစဖြောပါမယ်ပေးစိမ့်မှုထမင်းသားသုံး6လောက်တော့ပါတယ်ပြီးရင်ရေးထည့်ပြီးတော့ပေးစိမ့်မှုလေးတွေအခင်းလေးတွေကြီးသွားသည့်အထိတိချလေးမှုပေးရပါမယ်အခုဆိုရင်တော့အုံနောက်ခါဆက်ချက်ဖို့အတွက်ပဲရည်လေးရလည်းအဆင်သင့်ဖြစ်ပါပြီချက်သားစီတက်ဖို့အတွက်အိုးလေးကိုစီနင်းငယ်လောက်ထည့်ပါမယ်စီလေးနင်းငယ်လောက်ပူလာပြီဆိုရင်ခုနကကြိတ်ထားတဲ့ချက်သွန်လေးနဲ့ချက်သွန်မျိုးလေးတွေကိုထည့်ပြီးတော့အနံလေးမွေးလာသည့်အထိစီတက်ပေးရပါမယ်စီးတက်ထားတဲ့အနံလေးလည်းမွေးလာပြီဆိုရင်အရသာနေပြီးနှက်ထားတဲ့ချက်သားလေးထည့်ပါမယ်ချက်သားစီတက်တဲ့နေရာမှာရေထည့်စရာမလိုပါဘူးချက်သားကထွက်လာတဲ့ရေလေးတွေခန်းလာပြီးစီပြန်လာတဲ့အထိစီတက်ပေးရပါမယ်ချက်ထားတဲ့ချက်သားလေးရေလေးခန်းပြီးတော့စီလေးနည်းငယ်လောက်ပြန်လာပြီဆိုရင်ရပါပြီချက်သားစီတက်တာလေးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့အုံနောက်ခေါက်ချက်စားချက်ပါမယ်။အိုးလေးကိုရေ2လီတာ3.2လီတာခွဲလောက်ထည့်ပါမယ်။ပြီးရင်ခုနကအဆင်သင့်ဖြော်ထားတဲ့ပဲစိမ့်မုတ်ရေလေးကိုထည့်ပါမယ်။အရောင်လေးပူလာတော့အောင်စနစ်မုတ်လေးကိုလက်ဖက်ရည်စုံတစ်ဝက်လောက်ထည့်ပါမယ်။ထည့်ထားတဲ့ပဲရည်လေးကိုအိုးနဲ့မကတ်တော့အောင်တီချာလေးစုံလေးနဲ့မှုပေးရပါမယ်။ထည့်ထားတဲ့ပဲရည်လေးတွေရေနဲ့တသားလေးကျသွားပြီဆိုရင်တော့စူပါလာတီအထိပေါ်ဝီတည်ထားပေးရပါမယ်။ထည့်ထားတဲ့ဟင်းရိုးလေးတွေစုပေါ်လာပြီဆိုရင်ခုနကအစင်လေးချီတက်ထားတဲ့ချစ်စီတက်လေးတွေထည့်ပါမယ်ပြီးရင်အစင်လေးပြုတ်ပြီးလီးထားတဲ့ကြက်ဥလေးနဲ့ကြက်သွေးခဲလေးကိုထည့်ပါမယ်ဒီနေရာမှာကြက်သွန်ကိုအလုံးလိုက်ကြရင်လည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့ကြက်သွန်ကိုသိမ့်မစားလို့မထည့်ဖြစ်ပါဘူးအစာပလာအလုံးလေးထည့်ပြီးတော့ပြီဆိုရင်တော့အဖုံကိုပြီးစုပတ်လာသည့်အထိထပ်ထည့်ထားပါမယ်တည်ထားတဲ့ရေကိုလေးစုပတ်လာပြီဆိုရင်တော့အုံလို့ထည့်ပါမယ်ကျွန်တော်ကတော့အုံလို့900 ml လောက်ထုတ်ထားပါတယ်ဒီနေရာမှာအုံလို့သိမ့်မကြိုက်တဲ့လူတွေဆိုရင်တော့ရှော့ထည့်နိုင်ပါတယ်အုံလို့လေးထည့်ပြီးတော့ပြီဆိုရင်တော့အခြားသားလေးမြည်ကြည့်ပြီးတော့လိုအပ်တာလေးတွေထည့်ပါမယ်ကျွန်တော်ကတော့ချက်သားမုတ်ထမင်းစားသုံးတစ်စုံလောက်ထည့်ပါတယ်ပြီးရင်တခြားထမင်းစားသုံးတစ်စုံလောက်ထည့်ပါတယ်ငန်းတလေးနဲ့ပေါ့နေလို့ငန်းမြရေးလေးကိုလည်းတမင်စားတော့တစ်စုံစားလောက်ထည့်ပါတယ်။အရသာလည်းအလုံးစင်ပြေသွားပြီဆိုရင်တော့ခဏတည်းပြီးမြည်ပေးထားလို့ရပါပြီ။ဒီလိုဆိုရင်တော့အုံလုံးနဲ့တလေးလေးနဲ့အရန်ရတာရှိပြီးစားလို့ကောင်းမယ်။အုံလုံးခေါက်ဆွဲရတော့ဆင်းပြီးဖြစ်သွားပါပြီ။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစုံတိကြည့်ရပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဒီလိုမျိုးကိုကျွေးရှင်းပြီးအိမ်မှာလည်းတကူချက်စားလို့ရမယ်ဟင်းချက်နေဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ 1K Cooking Vlog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်